ဇက်လန်အစမှာမီဂန်နဲ့ပီတာဆိုတဲ့ဆုံတွဲဟာတောထဲမှာလမ်းလျှောက်ရင်းလမ်းပြောက်သွားခဲ့ပါတယ်။အဲ့ဒီချိန်မှာမီဂန်က6ရောက်တန်ရပြင်းပြင်းထန်ထန်ရသွားခဲ့ပြီးသူတို့နှစ်ယောက်လုံးရဲ့ဖုံးတွေကလည်းအားကုန်ပြီးဆက်ပိတ်သွားတဲ့အတွက်အကူအညီတောင်းဖို့လမ်းစာပြောက်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာတောထဲမှာအထီးကျန်စွာရှိနေတဲ့အိမ်အိုကြီးတစ်လုံးကိုတွေ့ရှိသွားပါတယ်။ပီတာကအကူအညီရမလားဆိုပြီးအိမ်ထဲကိုအောက်ထပ်ကနေဝင်သွားခဲ့ပေမဲ့အိမ်ထဲကဖုံးကလည်းလိုင်းမမိသလိုအပေါ်ထပ်ကနေထူးဆန်းတဲ့အတန်တွေကိုပါကြားနေရပါတယ်။တစ်ဖက်မှာလည်းအိမ်အပြေမှာကြံခဲ့တဲ့မီဂန်ဟာအိမ်ရဲ့အပေါ်ထပ်ဖြစ်ထင်းပေါက်မှာသူမကိုတစုံတစ်ယောက်ကကင်မရာနဲ့ဗီဒီယိုရိုက်ပြီးချောင်းကြည့်နေတာကိုသတိထားမိသွားပါတယ်။ပီတာကအပေါ်ထပ်ကိုတက်ကြည့်တဲ့အခါမှာလေဘသူ့ကိုမှမတွေ့ပဲထောင်ထားတဲ့ကင်မရာတစ်လုံးကိုပဲတွေ့ခဲ့ရပါတယ်။မကြာခင်မှာပဲမီဂန်ဟာထူးဆန်းတဲ့တိုးတန်တွေကိုကြားလာရပြီးတစုံတစ်ခုကသူမကိုလွှမ်းမိုးသွားသလိုခံစားလိုက်ရပါတယ်။သူမရဲ့မျက်လုံးတွေဟာအယောင်ပြောင်းသွားပြီးဝိညာဉ်ပူးသလိုမျိုးဖြစ်ကတည်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဇလန်ကအဲဘီဆိုတဲ့အမျိုးသမီးငယ်တယောက်စီကိုပြောင်းလဲသွားပြီးသူမဟာအိမ်ရှိကလူခေါ်ဘေးတန်ကြောင့်နိုးလာတဲ့နေရာကနေဆက်လက်ပြသထားတာပဲဖြစ်ပါတယ်